ကျမဘဝမှာလေထာဝရ moment ပေါ့နော်ထားတော့နဲ့ပြောရင်တော့ထာဝရကကြလာတဲ့အချိန်မှာပြောရမယ့်စကားလုံးထာဝရ moment လုံးဝ shock အကြီးရပြီးတော့မှနာကျင်ရတာအံ့ဩထိတ်လန့်ရတာအဲ့ဒါမျိုးနှစ်စက်တိုက်ကြုံခဲ့ရတယ်2025 April မှာတစ်ခေါက်ကြုံတယ်2026 April မှာတစ်ခေါက်ကြုံတယ်2026 April မှာကြုံရတဲ့ shock ကတော့တကယ်ကိုအကြီးမားဆုံးနဲ့အနာကျင်ရဆုံးလို့ပြောရမှာပေါ့နော်မနှက်ပြန်ဆိုတာကိုမရှိချင်လောက်အောင်ကိုစိတ်တက်ကြတာလုံးဝအလုပ်တွေလည်းနားလိုက်ရတယ်ထားတော့ channel တွေ personal reading တွေအကုန်နားရတယ်ရုံးအလုပ်ကိုလည်းနားလိုက်ရတယ်ပေါ့နော်နားပြီးတော့မှဘာမှလည်းမလုပ်နိုင်ဘူးမစားနိုင်မတောက်နိုင်မအိပ်နိုင်အဲ့လောက်ကိုတော့ကတွေအကြီးဖြစ်ခဲ့ရတာအရန်ကို shock ဖြစ်ခဲ့ပြီးတော့ထိတ်လန့်တာလည်းပါတယ်ဆုံးရှုံးမှုကတအားကြီးတာလည်းပါတယ်လူကတော်တော်ပြိုလဲသွားခဲ့တာပေါ့နော်ပြိုလဲသွားပြီးတဲ့နောက်မှာကျတော့နာကျင်တာအဲ့လိုနှလုံးသားကိုတစ်ခုခုနဲ့ထိုးထားတယ်လို့မျိုးဓာတ်နဲ့ထိုးမှောနေတယ်လို့မျိုးအဆုံးစားမရှိတော်တော်ကြီးကိုနာကျင်ရတဲ့ခံစားချက်ကြီးကိုတော်တော်ကြာခံစားခဲ့ရတာပေါ့နော်အမှန်တော့ဖြစ်ချင်းအချိန်မှာလုံးဝ shock ရတယ်shock ရပြီးတော့နောက်ပိုင်းဖြစ်လာတဲ့ feeling တစ်ခုချင်းစီကနာကျင်တယ်အထီးကျန်တယ်ကိုတယောက်တည်းခံစားရတယ်အဲ့လိုမျိုးကိုတယောက်တည်းပဲရှိတယ်လို့မျိုးကမ္ဘာလောကကြီးတစ်ခုလုံးမှာလीဘေးနားမှာဘသူပဲရှိရှိမိတ်ဆွေပဲရှိရှိတငယ်ချင်းပဲရှိရှိကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေပဲရှိရှိမိသားစုပဲရှိရှိလုံးဝ lonely ပဲတယောက်တည်းလို့ခံစားပြီးတော့မှအရန်ကိုနာကျင်ရတဲ့ခံစားချက်ကြီးကိုဖြစ်ခဲ့တာပေါ့နော်လုံးဝ shock ရပြီးတော့မှနာကျင်စွာနဲ့ပြိုလဲရတဲ့အချိန်မှာဘယ်လောက်တောင်နာကျင်ခဲ့လဲဆိုတော့အသက်မရှင်ချင်လောက်အောင်ကိုနာကျင်ခဲ့တာဒါပေမဲ့အသက်မရှင်လို့မရသေးဘူးအသက်ကဆက်ပြီးတော့ရှင်ရအောင်ပါပဲကိုမမိသားစုရှိသေးတယ်ကိုဖေရှိတယ်အမရှိတယ်သူတို့ကိုဂရုစိုက်ပေးရအောင်မယ်ကိုတကူကောင်းဆန်စွာဆုံးဖြတ်လိုက်လို့မရဘူးပေါ့နော်အဲ့တော့ဘလို့ဆက်ပြီးတော့ရှင်တန်မလဲငါဘလို့ပျော့အောင်နေရမလဲဘလို့စိတ်ချမ်းသာအောင်နေရမလဲငါဒီနာကျင်ခြင်းကြီးကိုအဆုံးသတ်သွားအောင်ဘလို့လုပ်ရမလဲဆိုပြီးတော့အများကြီးစဉ်းစားတယ်ပထမဆက်စချင်းတော့ကိုပျော့အောင်နေရမယ်ဆိုတဲ့စိတ်နဲ့ shopping တွေထွက်တယ်တငယ်ချင်းတွေနဲ့တွေ့တယ်ပတ်စံသုံးတယ်မုံစားတယ်ပေါ့နော်ဒါမဲ့အဲ့ဒါလေခဏတာလေးပဲပျော်တာအိမ်ပြန်ရောက်လို့တယောက်တည်းပြန်ဖြစ်သွားတဲ့အချိန်ကျရင်နာကျင်မှုကြီးကပြန်ဖြစ်လာတာပဲမျက်ရည်တွေကျပြီးပြန်ပြီးတော့ပြိုလဲပြန်ရောအဲ့တော့ဒါဒီပတ်စံကုန်သွားတာပဲရှိရဲ့ရေတို့ပျော်ရွှင်မှုပဲရေရှည်မဟုတ်ဘူးဒီတော့ငါရေရှည်ပျော်ရွှင်မှုရအောင်ဘာလုပ်မလဲဆိုတာကိုစဉ်းစားကြည့်တယ်တိချက်ကဘာဆက်စချင်းလုပ်လဲဆိုတော့ကျမလိုပဲခံစားမှုတဲ့သူတွေကိုကျမအတွေ့အကြုံလိုက်မေးတာခင်ခဲ့မှုတဲ့အမားတွေကိုပေါ့နော်မိတ်ဆွေတွေအမားတွေတငယ်ချင်းတွေကိုလိုက်မေးတာအမတုန်းကအဲ့ဒါမျိုးကြုံခဲ့ဘူးရဲဆိုတာညီမမှတ်မိတယ်အမဘလို့ရင်ဆိုင်ခဲ့လဲအမဘလို့ဆက်ပြီးတော့တောက်ခံခဲ့လဲအမဘလို့ရှင်တန်ခဲ့လဲကျမတို့ကိုတွားမေးလိုက်တယ်ပြီးတော့တယောက်တည်းမေးတာမဟုတ်ဘူးကျမအမ2ယောက်3ယောက်လောက်ကိုတပြိုင်တည်းတွားမေးတာသူတို့3ယောက်လုံးဟိုအကြံဉာဏ်တွေတော့အများကြီးပေးကြတယ်အဲ့မှာမှလုံးဝတူညီတဲ့အကြံဉာဏ်တစ်ခုကဘာလဲဆိုတော့လေတလကနေ3လလောက်အတွင်းမှာညီမလေးအဆင်ပြေသွားလိမ့်မယ်တဲ့နာကျင်ခြင်းကပြီးဆုံးသွားတာမဟုတ်ဘူးဒါပေမဲ့အခုလောက်ကြီးမဟာရရတေလာအောင်တော့မနာကျင်တော့ဘူးတနည်းပြောရရင်နာကျင်ခြင်းနဲ့အသားကျပြီးတော့ရှင်တွဲနေထိုင်တတ်သွားလိမ့်မယ်အဲ့လိုစကားမျိုးသူတို့တူညီစွာပြောပြကြရတယ်ပေါ့နော်ကျွန်မအဲ့ဒီစကားကိုကြားရတဲ့နေ့ရစပြီးတော့လေ24နာရီအတွက်ပဲအသက်ရှင်တယ်ဒီနေ့ထမင်းစားတယ်အလုပ်လုပ်တယ်ကိုယ့်အတွက်ပါအကျိုးရှိမလဲလုပ်နိုင်ရင်လုပ်တယ်မလုပ်နိုင်ရင်မလုပ်ဘူးအရန်ဝမ်းနဲ့နာကျင်နေလို့မလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းမလုပ်ဘူးစာဖတ်တာတွေပါမလုပ်ဘူးဖះလည်းရှိခိုးခြင်းမှာရှိခိုးနိုင်မယ်အလုပ်လည်းလုပ်ခြင်းမှာလည်းလုပ်နိုင်မယ်ပေါ့နော်ကိုလည်းအရင်ဖိအားမပေးဘူးငိုချင်တဲ့အချိန်မှာလုံးဝငိုလိုက်တယ်တောင့်ထားတာတို့စိတ်တင်းထားတာတို့တွေမလုပ်ဘူးလုပ်လိုက်တယ်ဒီတိုင်းကိုယ်စိတ်ကိုအနာပေးလိုက်တယ်အပြင်သွားတာပတ်စံအလွန်ကျွံသုံးတာအဲ့ဒါတွေကိုတော့ရက်တန့်လိုက်တယ်မလုပ်တော့ဘူးဒါတွေကရေရှည်အကျိုးမရှိတဲ့အတွက်မလုပ်တော့ဘူးပေါ့နော်အဲ့လိုကနေတရက်ပြီးတရက်ကြာလာတဲ့အချိန်မှာတကယ်ကိုပဲ3လလောက်ပြည့်သွားတဲ့အချိန်မှာတော့မနာကျင်တော့တာတော့မဟုတ်ဘူးနာကျင်နေသေးတယ်ဒါပေမဲ့လည်းကျွန်မခုနအမပြောသလိုပဲနာကျင်မှုနဲ့အသားကျသွားတယ်နာကျင်မှုနဲ့ရှင်တွဲပြီးတော့နေထိုင်တတ်သွားတယ်ပြန်စဉ်းစားမိတဲ့အချိန်တိုင်းမှာတော့နာကျင်နေဆိုပေမဲ့လည်းမျက်ရည်တွေပိုးပေါက်ကျပြီးတော့ပြိုလဲရလောက်အောင်အရင် shock အကြီးဖြစ်တဲ့ခံစားချက်ကြီးတော့မရှိတော့ဘူးနေနိုင်သွားတယ်နေတတ်သွားတယ်အလုပ်လည်းလုပ်နိုင်သွားတယ်အစားစားနိုင်တယ်ကိုအပေါင်းအသင်းတွေနဲ့တွေ့ရင်လည်းစကားပြောတဲ့အချိန်မှာပြောနိုင်သွားတယ်ပြီးရင်ရီမောမောလေးလည်းပြန်ဖြစ်လာတယ်ပေါ့နော်ဒီတော့ဒီနေ့အဓိကပေးခြင်းတဲ့ message ကလေမပြီးဆုံးနိုင်တဲ့နာကျင်ခြင်းဆိုတာမရှိဘူးပြီးကိုပြီးတယ်ကျမကိုယ်တိုင်လည်းမပြီးတော့ဘူးဘယ်တော့မှဒီနာကျင်ခြင်းကအဆုံးမတတ်တော့ဘူးနေ့တိုင်းဒီလိုပဲငိုနေရတော့မှနေ့တိုင်းဒီလိုပဲဝမ်းနေနေရတော့မှလို့ထင်ခဲ့ဘူးတယ်တကယ်တော့အဲ့ဒါလုံးဝမှားတယ်နော်အချိန်တဖြည်းဖြည်းကြာလာတာနဲ့အမျှလေနာကျင်မှုကြီးကလုံးဝပပျောက်သွားတာတော့မဟုတ်ပေမဲ့ရောပါတက်တာသွားတယ်နာကျင်မှုနဲ့အတူကိုကနေတတ်သွားတယ်ပေါ့နော်တနည်းအားဖြင့်အသားကျတယ်ပေါ့ခုနကပြောနေတဲ့စကားလုံးပါပဲအဲ့ဒါကြောင့်
အခုကြည့်နေတဲ့သူလေးတွေအနေနဲ့ကလေအရန်မဟာရရနာကျင်ရလို့ဘာဆက်လို့ရမှန်းမသိတော့ဘူးဟင်းလင်းကိုဘယ်လိုလုပ်ရမှန်းမသိလို့ဟိုသားကြီး package ယူရမလို့ဒီသားကြီး package ယူရမလို့အဲ့လိုဖြစ်နေတယ်ဆိုလို့ရှိရင်ကလေ24နာရီအတွက်ပဲအသက်ရှင်လိုက်ငါဒီနေ့24နာရီကောင်းကောင်းလေးအသက်ရှင်မယ်ငိုခြင်းလည်းငိုချလိုက်မယ်ခံစားစရာရှိရင်ခံစားလိုက်မယ်ငါသိထားတာတစ်ခုက3လလောက်နေရင်ငါအဆင်ပြေလာလိမ့်မယ်အဲ့လိုအားတင်းပြီးတော့ဆက်သွားလိုက်အဲ့လိုလေးဆက်သွားလိုက်ရုံပဲဒါလေးပဲလိုအပ်တာအရန်ထူးထူးဆန်းဆန်းအများကြီးမဟုတ်ဘူးပေါ့နော်ဒီအတိတရားလေးတစ်ခုပဲလိုအပ်တာနောက်တစ်ခုကမမြဲခြင်းတရားကိုကျွန်မနည်းနည်းသဘောပေါက်သွားတယ်တရားတွေလည်းနာပြစ်လာတဲ့အခါကျတော့စိတ်ရမ်းပူလောင်လာတော့တရားတော့နာဖြစ်တာပေါ့နော်အဲ့မှာလက်ခံလာနိုင်တဲ့အရာတစ်ခုကလေပျော်စရာရောဝမ်းနည်းစရာရောစိတ်ချမ်းသာစရာရောစိတ်ဆင်းရဲစရာရောဘယ်အရာကမှလေကိုနဲ့တစ်သက်လုံးကြီးမနေဘူးဖြစ်ပြီးရင်ပြတ်သွားတာပဲပေါ့နော်မမြဲဘူးတကယ်ကိုမမြဲဘူးအဲ့လိုတကယ်မမြဲဘူးလို့သိလိုက်တဲ့အချိန်မှာလက်ခံနိုင်သွားတယ်ဒီခံစားမှုတွေငိုချင်နေရတွေကလည်းမမြဲဘူးပြီးကြရင်မငိုချင်တော့ဘူးပြန်ပျော်ရွှင်တဲ့အခိုက်အတန့်တွေရှိလာအောင်ပါပဲပျော်ရွှင်ခြင်းကလည်းမြဲလားဆိုမမြဲဘူးဒါလည်းပဲပြီးသွားအောင်ပါပဲပေါ့နော်ဒီလိုပဲတန်တရားလဲနေတာပဲအဲ့ဒါကြောင့်လေဒီနေ့ကျွန်မအဓိကပြောပြခြင်းတဲ့ message လေးကတော့ healing ဆိုပြီးတော့ခက်ခက်ခဲခဲတွေစကားလုံးအကြီးတွေအများကြီးမစင်စားပဲနဲ့တနေ့တာလေးကိုပဲကိုခံနိုင်ရရှိတဲ့လောက်ပဲခံပြီးတော့ကြံ့ကြံ့ခံပြီးရင်ဆိုင်သွားလိုက်ရုံပဲတရက်ပြီးတရက်ပြောင်းလာတဲ့အချိန်ကျရင်ခုနကပြောသလိုနာကျင်ခြင်းကစဉ်းစားလိုက်တဲ့အချိန်မှာတော့ပြန်ပေါ်လာနိုင်တယ်ဒါပေမဲ့လည်းကိုဒါနဲ့ပဲအသားကျသွားလိမ့်မယ်နေတက်သွားလိမ့်မယ်ရင်းကျက်သွားလိမ့်မယ်အဆင်ပြေလာလိမ့်မယ်ပေါ့နော်တဖြည်းဖြည်းပဲကိစ္စပဲဖြစ်ဖြစ်ပဲအကြောင်းအရာပဲဖြစ်ဖြစ်ကျမကတော့အဲ့လိုယုံကြည်တယ်လူဖြစ်နေတဲ့ရွေးကတော့လေအဲ့ဒီခုနထားဝါ moment ပေါ့နော်မရှိတော့ရင်တော့အကောင်းဆုံးပေါ့လေရှိခြင်းလည်းရှိမယ်မရှိခြင်းလည်းမရှိဘူးရှိလာခဲ့ရင်တော့မှပဲအခုလိုစိတ်နဲ့ပဲရှင်သန်သွားမယ်လို့ကျမကိုဆုံးဖြတ်ထားတယ်တရက်ပြီးတရက်ကြာလာတဲ့အချိန်ကြာရင်ငါအဆင်ပြေသွားလိမ့်မယ်ကောင်းသွားလိမ့်မယ်အခုခံစားရတဲ့ဥစ္စာကိုတစ်သက်လုံးခံစားရမယ်လို့ငါစဉ်းစားစရာမလိုဘူးအဲ့လိုစိတ်လေးနဲ့ပဲဆက်သွားပြစ်လောက်တယ်ပေါ့နော်ဒီတော့ဒီနေ့ပြောချင်တဲ့ message လေးကိုသေချာလေးတော့ clear ဖြစ်မယ်လို့တော့ထင်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်